Hello အားလုံးပဲမင်္ဂလာပါရှင်အားလုံးပါဆိုတာတရင်ကောင်းတစ်ခုကိုပြပြပေးချင်ပါတယ်အဲ့ဘာလဲဆိုတော့ Aura Plus ရဲ့2 season လေးတစ်ခုပဲဖြစ်ပါတယ်Aura Plus ကအခု promotion လေးရှိပါတယ် Aura Plus ကခါလဲဆိုရင်တစ်နှစ်မှာ2ချိန်နဲ့သူက promotion လေးလုပ်တယ်ပေါ့နော်တစ်ခုကတချန်အတွက် promotion နောက်တစ်ခုက Aura Plus ရဲ့ founder မပန်းသူရောင်ရဲ့ birthday ဆိုရင်အများနဲ့ promotion လေးတွေလုပ်ပေးပါတယ်အခုကတော့ဒီတစ်ခေါက်တစ်ချက်မှာမလုပ်ဖြစ်လိုက်တဲ့အတွက်ကြောင့် summer promotion ဆိုပြီးတော့အထူးစီစဉ်ထားပါတယ်သူက Aura Plus ကိုဝယ်ယူချိန်နှစ်သက်တဲ့ပရိသတ်တွေအတွက်အခုချိန်မှာ promotion ရှိရကာလမှာဝယ်စုထားတဲ့အချိန်ကောင်းတစ်ခုပဲဖြစ်ပါတယ်ဈေးလျာလည်းတန်တန်လေးနဲ့ချပေးသွားမှာပါနောက်ပြီးတော့ဘယ်လောက် percentage တွေနဲ့ discount ပေးမလဲဆိုတာကိုဝါဆိုတာဒီဗီဒီယိုလေးမှာပြပေးသွားမှာဖြစ်ပါတယ် quality အမိုက်စား Aura Plus product တွေကိုဈေးတန်တန်လေးနဲ့ဝယ်လို့ရအောင်ဒီနေ့အတွက်ပထမဦးဆုံး summer promotion လေးရှိရနော် Aura Plus ရဲ့ပစ္စည်းလေးတွေနဲ့အထူးမိတ်ဆက်စရာမလိုပါဘူးဘာလို့လဲဆိုတော့ပရိသတ်အကြိုက်ကိုရရှိပြီးသား brand တစ်ခုဖြစ်ပါတယ် product အကုန်လုံးနှီးပါကို30%နဲ့50%အတီးတီး discount ချပေးထားတာဖြစ်ပါရဲ့ရှင် promotion ကာလလေးကတော့မေလ1ရက်နေ့ကနေပြီးတော့9ရက်နေ့အထိပြုလုပ်ပေးမှာဖြစ်ပါတယ်ဒီလို promotion ရှိတဲ့အချိန်မှာ Aura Plus ရဲ့ collagen လေးတွေကတော့ဝယ်စုတင်တဲ့အထူးကပဲပေါ့နော်။ဘာဆိုတော့ collagen လည်းအရင်ကြိုက်တယ်ပြီးတော့ lotion ပြီးတော့ shampoo နဲ့ conditioner နောက်သူက skin care တွေလည်းအများကြီးရှိပါတယ်ရှင်။ကဲဘယ်လိုလဲဒီဗီဒီယိုလေးကိုကြည့်ပြီးတော့အများကြီးဝယ်သွားချင်ပြီဟုတ်လား။ဒီ promotion လေးအချိန်မှာသွားပြီးတော့အားပေးလိုက်เนาะ promotion က9ရက်ပဲလုံးမှာဖြစ်တဲ့အတွက်လုံးဝလက်မလွတ်ဖို့ဆိုတာတတိပေးချင်ပါတယ်နောက်ပြီးတော့ဆိုရင်ဒီ item လေးတွေအများကြီးဝယ်စုထားပါတယ်တော့ promotion ကာလဆိုတော့အရှမ်းတန်ပါတယ်အဲ့အတွက်ကြောင့် Aura Plus ကိုလာရောက်အားပေးဖို့ဒီဗီဒီယိုလေးကနေပြီးတော့ဖိတ်ခေါ်ချင်ပါတယ်အားလုံးပဲ see you เนาะ promotion ရက်က9ရက်ပဲလုံးမှာเนาะ